အောင်လေးကဘွဲရလေးတော်ပါတယ်တဲ့တောက်တတ်တာလေးတစ်ခုပဲတဲ့ဘယ်တော့မှလူကြီးမတင်နဲ့၅ပါးမောက်သွားမယ်သူ့ဘဝသူတောင်မထိန်ကြောင်းနိုင်တာဘာပညာမှမတတ်ဘူးလက်မှတ်ပဲယူလာတာရှင်းလားပညာတတ်ဆိုတာသီလနဲ့ပြည့်စုံရမယ်တမာရီနဲ့ပြည့်စုံရမယ်ရှေ့တင်တစ်မျိုးကွယ်ရာတစ်မျိုးမဟုတ်ဘူးငါအမျိုးတစ်မျိုးသူ့တစ်မျိုးတစ်မျိုးမလုပ်ရဘူးအဲ့ဒါပညာမဲ့တွေအုပ်ချုပ်သွားလို့တိုင်းပြည်လုံးပြရတာဖြစ်သွားတာနားလဲလားလူကြီးသားသမီးကြတစ်မျိုးလူကြီးမဟုတ်တဲ့ကောင်ကြတော့တစ်မျိုးဒီနေ့အထိခံနေရတော့မင်းတို့အဲ့ဒါပညာမဲ့တနေ့သူကိုယ်တိုင်ဒီဒဏ်ခံရမယ်ဆိုတော့ तू မသိဘူးရှင်းလားအဲ့တော့ပညာတန်ဖို့ပညာရဲ့အဆုံးဖြတ်ပညာရှိမရှိဘာနဲ့ကြည့်မလဲသီလသမာဓိနဲ့ကြည့်သမာဓိပါထည့်ပြောလူတယောက်ကိုသေမှချီးကျူးလို့ပြောတာအဲ့ဒါပြောတာဘယ်အရွယ်ရောက်ဖောက်သွားနိုင်နေခုသူမင်းလား53နှစ်မယုံနဲ့ဟုတ်အခေါင်းနဲ့ရောက်မှယုံချိန်ပြီးအခုချိန်ဒီမိမရခြင်းစိတ်ကလည်းပျောက်သေးတယ်မဟုတ်ဘူးနော်တော့ပါလားကားကောင်းကောင်းနေစီးခြင်းတော့ဩဇာကောင်းကောင်းနေဝှချင်တော့အလိုမကျတဲ့ဒေါသကလည်းခေါင်ခိုက်နေတာဒါကြီးကြုံမယုံနဲ့သူမင်္ဂလာတော်လိုက်တာမပြောနဲ့သိမပြောတမာရီရှင်းလားရှင်းတယ်တစ်မျိုးကွဲရတစ်မျိုးခုတစ်မျိုးတော်ကြတစ်မျိုးလိုတစ်မျိုးမလိုတစ်မျိုးလုံနေရင်တမာရီဖောက်ပြန်သွားတော့အခုအားလုံးဒီတမာရီဟာသစ္စာလို့ခေါ်တယ်ဘဝသစ္စာလောကသစ္စာအားလုံးကကိုယ်တာဝန်ကိုသစ္စာဖောက်လိုက်ကြတဲ့အတွက်တိုင်းပြည်လုံးရေစုံမျောသွားခုငါနိုင်ငံရေးစကားနည်းနည်းပြောဦးမယ်ပြောလို့ရမလားပြောကြည့်မယ်နော်ဒါပေမဲ့ငါမပြောဘူးနင်တို့ဆင်ခြင်ပြီးပြောနော်ဒီနေ့ဒီတိုင်းပြည်ကြီးကတိုးတက်နေလားဆိုးရုံနေတရားဆွဲခံငါမပြောဘူးနင်တို့ပြောတာချမ်းသာနေလားဆင်းရဲနေလား66ကာကြီးနဲ့ညှိမယ်နော်နိုင်ငံတော်အသေးဖြတ်မှုလည်းနင်တို့ထည့်ပလိုက်မယ်နင်တို့ပြောရတဲ့ဒီကောင်နင်တို့တာဝန်ယူရမှာတိုးတက်နေလားဆိုးရုံနေလားချမ်းသာနေလားဆင်းရဲနေလားအထက်တန်းရောက်နေလားအောက်တန်းရောက်ငါပြန်တော့မယ်နော်နေကြပူတော့မပူနဲ့ဥစဉ်တနိုင်ငံလုံးပတ်မေးပြီးတနိုင်ငံလုံးဒီတိုင်းပဲဖြေတာပဲအဲ့တော့သူတို့မကျေနပ်လို့ထောင်ထဲထည့်ရင်တို့အားလုံးအတူတူဝင်လိုက်ရုံပဲကဲဒါဖြင့်နေလို့နေပါဦးကိုပြောတာကိုတာဝန်ယူရမယ်ဘာလို့အောက်တန်းကြနေတယ်ပြောတာလဲသီလရောပြည့်စုံရဲ့လားကလိန်အောင်မြို့လမ်းပေါ်သွားနေတဲ့လူလမ်းစည်းကမ်းနဲ့ညီသွားနေတာဘယ်နှယောက်ရှိတော့ဆိုင်ကယ်စီးလာတဲ့မตาလောင်းလေးတွေနော်ဆိုင်ကယ်ပေါ်ကကောင်အားလုံးမตาလောင်းတွေဘာလို့ဆိုတော့ဝင်ကျင်သလိုဝင်ထွက်ကျင်သလိုထွက်ဟိုမကြည့်ဒီမကြည့်ကိုယ်ကျင်သလိုကိုယ်ဟုတ်လားပညာမှမရှိပဲသူ့အသက်သူစောင့်ရှောက်ရကောင်းမှလမ်းစည်းကမ်းကိုစောင့်ရှောက်တာဒီကိုစောင့်ရှောက်တာပါလားအများကိုစောင့်ရှောက်တာပါလားလို့နားမလဲဘူးအဲ့တော့ကျင့်ဝတ်သီလနဲ့လမ်းပေါ်သွားတဲ့လူဘယ်နှယောက်ရှိတော့သာဓုဒီနိုင်ငံတနိုင်ငံပညာတတ်မတတ်ဆိုတာဒါကြည့်လိုက်နော်ကိုယ့်လက်ထဲကအမိုက်စနစ်တကျတုံပြီးသိသိပြီးတော့အမိုက်ပြစ်တဲ့နေရာမှာဘယ်နှယောက်ပြစ်ကြတော့လမ်းပေါ်ကောက်လို့ကိုမနိုင်ဘူးသီလမရှိဒါကြောင့်မို့လို့တိုးတက်နေလားဆုပ်ယုပ်နေလားရဲပြောလိုက်ဘသူတရားဆွဲတရားရုံးမှာကြည်ကြည်နတ်ကြီးပြောလိုက်ဟဲ့တရားသူကြီးနင်ပြောသားနင်ကိုယ်တိုင်သီလရှိသလားလို့မေးလိုက်နင်ကိုယ်တိုင်တမာရီရှိသလားလို့ပြောလိုက်သူ့လက်ကလက်ကောက်ကြီးနဲ့ဆွဲကြိုးကြီးနဲ့နာယီကြီးနဲ့ကိုသာကြည့်လိုက်တော့ပါလားအဲ့တော့ဒိုးနိုင်ငံမှာဘာလို့ပျက်စီးသွားသလဲမေးရင်ဒီ၃ပါးဆုံးရှုံးသွားတဲ့အတွက်ကျင်납ကလားအဲ့တော့ဒါတို့ကဂုံယူဖို့ပြောတာလားရည်ရအောင်ပြောတာလားဒါဖြင့်ဒါဘာအတွက်ပြောတာလဲသိစေခြင်းလို့ပြင်စေခြင်းလို့
အခုငါတို့အောက်တန်းကျနေပါလေလို့ပြောတာဂုံယူစရာလားအေးဦးဇင်းကဒီမေးကိုမေးတိုင်းရှက်တယ်ရှက်နဲ့မေးနေတာဒါပေမဲ့ခမည်းတော်ကျုပ်တို့အားလုံးနှစ်ကာမသိသေးရင်ပြင်လို့တဝူကောင်းတယောက်တောင်းနဲ့ပြင်လို့ရမလားဒါဖြင့်တို့မှာဘာလို့အပ်လဲပညာလိုအပ်တယ်ပညာရှိဖြစ်လာရင်ဘာနဲ့ပြည့်စုံအောင်သီလသမာဓိနဲ့ပြည့်စုံအောင်ကျင်ကလားအဲ့တော့လူတယောက်ပညာရှိမရှိဘာနဲ့ကြည့်မယ်သီလသမာဓိနဲ့ကြည့်မယ်ကျင်ကလားဒါကြောင့်တို့ရဲ့ဥစဉ်တို့ရဲ့ပန်းတိုင်ဟာခိုင်မြဲသောသီလခိုင်မြဲသောသမာဓိခိုင်မြဲသောပညာသီလတန်ဖိုးကိုလူတိုင်းသိရမယ်သီလကျေးဇူးကိုလူတိုင်းနားလည်ရမယ်လူတိုင်းစီကံရှိမှငြိမ်းအေးချမ်းသာတာယာဝပြောမှုကိုရမယ်သမာဓိတန်ဖိုးကိုလူတိုင်းသိရမယ်သမာဓိကျေးဇူးကိုအားလုံးနားလည်ရမယ်သမာဓိကိုတန်ဖိုးထားသူတွေဖြစ်ရမယ်ရှင်းလားအခုတိုးတက်ကြီးပွားနေတဲ့နိုင်ငံတွေအားလုံးဦးဇင်းတို့လေ့လာခဲ့ပြီးပါပြီနိုင်ငံပေါင်း40ကျော်ဦးဇင်းသွားခဲ့ပြီအဲ့တော့တိုးတက်နေတဲ့နိုင်ငံတွေကြီးလိုက်တိုင်းမှာသူတို့အဖြေဒါပဲတွေ့တယ်စီကံသိပ်ကောင်းတယ်လမ်းပေါ်မှာမော်တော်ဘီကယ်စောင့်ကြရမလို့တို့စီကလည်းမော်တော်ဘီကယ်မစောင့်ပါဘူးပတ်စံပေးဖို့တောင်းတဲ့အလုပ်ပဲလုပ်တာပါနော်တို့မော်တော်ဘီကယ်လမ်းစီကံကြအောင်လူတွေကိုသင်ပေးနေတာမဟုတ်ဘူးသူကပတ်စံတောင်းဖို့တက်ဖွဲ့ထားတဲ့ဒွန်ဆန္နာဂိုင်းဘောပါလားဘာလို့တောင်းနေမှမသိဘူးအမျိုးဝယ်မျိုးအတွက်ထိုင်ပြီးတောင်းနေတာမင်းတို့မျိုးကလက်မခံတဲ့နောက်နော်ဘကွာနဲ့ပြမနေနဲ့လို့တရောင်းစားငါတို့လက်မခံဘူးလို့ပြောလိုက်ရှင်းလားကြည်တမာတိကြီးခိုင်မာတဲ့တမာတိကိုတည်ဆောက်နိုင်မှရှင်းလားကိုယ်လုပ်ငန်းစဉ်ကိုတာဝန်ကျေရမယ်သစ္စာရှိရရှင်းလားလာဘကသစ္စာအကောက်ခွန်သစ္စာခုနိုင်ငံကာကွယ်ရေးအရန်အရေးကြီးနေတယ်ဗိုင်းရပ်စ်တွေလည်းဝင်လိုက်ရင်ငါတို့ကတဖြုတ်ကလေးကုန်သွားမှာသူများနိုင်ငံတွေကဝင်ပြီးတော့တောင့်ခံနိုင်တယ်ဆိုတာငွေရှိတယ်ပညာရှိတယ်တို့စီမှာငွေလည်းမရှိဘူးစီကံလည်းဘာမှမရှိဘူးဘာမှမဖြစ်သေးလို့မဖြစ်သေးတာဖြစ်ရင်ကုန်ပြီရှင်းလားအဲ့တော့ယရနာမြေသုံးပါးရဲ့ဂုဏ်ကျေးဇူးလို့ယုံကြည်ထားပေမဲ့ပေါ့ဆနေလို့မရဘူးရှင်းကလားကဲဦးဇင်းကအခုရွဲ့နေတာလားဖဲ့နေတာလားအဲ့တို့ပြောတာကိုရောကြီးကဖဲ့တာကွာဘသူဖဲ့တာခုခမည်းတော်ကျုပ်တို့အောက်တန်းကြတယ်ပြောကျုပ်ကောမပါဘူးလားအေးကျုပ်လည်းရှက်ကွဲနေတာပဲဘသူဖဲ့အောင်မှာတော့သဘောပါလားဒီနိုင်ငံသားဒီနိုင်ငံကိုချစ်လွန်းလို့ကိုဒီနိုင်ငံကိုကယ်တင်ဖို့ကြိုးစားနေတာရှင်းလားအဲ့တော့တို့တွေဘာပြည့်စုံဖို့လို့ပညာပြည့်စုံဖို့ပညာနဲ့ဘာကိုတည်ဆောက်မလဲသီလသမာဓိဂျေနကလားအဲ့တော့အချိန်မီဒါတွေမတည်ဆောက်နိုင်ရင်ငါတို့ဘဝနော်အောင်မြင်သူတွေဖြစ်မလားကြာရှုံးသူတွေဖြစ်မလားအဲ့တော့ကောင်းပြီဦးဇင်းတို့တော်ကောင်းတို့တွေဟာရထားတဲ့ဘဝသည်တည်မြဲတဲ့ဘဝလားမတည်မြဲတဲ့ဘဝလားအချိန်တန်ရဲ့အားလုံးသေမှာမသိဘူးလားကဲသေမဲ့တူတူပဲဖြစ်တယ်လို့နေကြတာပေါ့ကွာကောင်းမလားရေလိုက်ငါလိုက်ပေါ့ water follow အားလုံးသိတယ်ကြည့်လားမိုးကားရေတောက်တာပေါ့သူများလက်စားကိုလည်းစားသူများလက်ထိုးကိုလည်းထိုးကောင်းလားဟာကောင်းတယ်ကောင်းရင်တို့ရေသက်ချပြီးပြန်ကြစို့တော့ဦးဇင်းတရားဟောစရာမလိုတော့ဟမ်သူများအကျင့်ပြက်ကိုလည်းပြက်မကောင်းလားကောင်းသလားမကောင်းရင်ဘာလုပ်မလဲပြင်သင့်မပြင်သင့်ပြင်ခိုင်းလို့ပြင်ရမှာလားပြင်သင့်တယ်လို့ယုံကြည်လို့ပြင်ရမှာဒါလေးမှတ်ထားဦးဇင်းကတရားပွဲတိုင်းမှာဦးဇင်းတို့သူတော်ကောင်းတို့ရဲ့ချွတ်ယင်းချက်တွေသိအောင်ပြောတယ်ရှောက်ရမယ့်ပန်းတိုင်ကိုတွေ့အောင်ပြတယ်
အားလုံးကိုပြုပြင်လို့တဲ့ဆန္ဒတွေပေါ်လာအောင်တိုက်တွန်းတယ်ဒါပေမဲ့ဦးစင်းပြောလို့ပြင်လိုက်ရတယ်ဆိုတာမျိုးဖြစ်စီရ